လူတော်တော်များများကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်စရာအကောင်းဆုံးတရေချောက်ခံရမှုတွေအကြောင်းတင်ဆက်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့အမျိုးသားတဦးဟာထူးဆန်းတဲ့အတန်းကြောင့်လက်နိုးလာခဲ့ရကစပြီးဗီရိုပေါ်ကအယုတ်တရုတ်ဟာအလိုလျောက်လွင့်စင်ထွက်သွားခဲ့တယ်လို့ရေချိုးခန်းတကားလက်ကင်ဟာလည်းအပေါ်အောက်အပြင်းထန်ဆောင်ယုံနေတာကိုမြင်တွေ့ခဲ့ရပါတယ်ခဏအကြာမှာတော့အရာအလုံးငြိမ်သက်သွားပြီးတကားကအလိုလိုပွင့်လာခဲ့ပါတယ်ရေချိုးခန်းထဲမှာတစုံတစ်ယောက်ကဲ့သို့အဖြူရောင်ရာတစ်ခုပုံနေတာကိုမြင်လိုက်ရပေမဲ့အနီးကပ်သွားကြည့်တဲ့အခါမှာတော့ဘယ်သူမှမတွေ့ရတော့ပါဘူးသူရေချိုးခန်းထဲကပြန်ထွက်လာတဲ့အချိန်မှာတော့တက်တက်လေးလေချုံတန်ကိုကြားလိုက်ရပြီးအဲ့ဒီအချိန်မှာပဲတကယ်ထိတ်လန့်စရာစတင်လာတော့တယ်မန်တကားကနေတဆင့်လူတစ်ယောက်ဒါမှမဟုတ်တစ်ခုခုရဲ့ကြောက်မက်ဖွယ်မျက်နှာဟာချောင်းကြည့်နေခဲ့ပေမဲ့လီယိုနာဒိုကတော့အစပိုင်းမှာတတိမထားမိခဲ့ပါဘူးသူအပြင်ဘက်ကိုထွက်လိုက်တဲ့အခါမှာတော့စက်တိုက်ကြားနေရတဲ့လေချုံတန်ဟာရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။အဲဒီနောက်အပြင်မှာလှမ်းထားတဲ့အိယာခင်းကိုတစုံတစ်ခုကဖီတွန်းထားသလိုမြင်တွေ့ရပေမဲ့အိယာခင်းအောက်ကိုလှမ်းကြည့်တဲ့အခါမှာတော့ဘာမှရှိမနေပါဘူး။ရက်အနေငယ်ကြာမှာတော့သူဟာပိုပြီးခြောက်ခြားစရာကောင်းတဲ့အရာတစ်ခုကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အဲ့ဒါကတော့သူ့အိမ်ရဲ့မှောင်မဲနေတဲ့အခန်းထဲကမှတ်ရှိကိုအဖြူရောင်ရေးတစ်ခုဖျက်လျှောက်သွားတာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ပတ်လောက်ကြာမှာတော့သူဟာအပြင်ဘက်ကအမျိုးသမီးတစ်ယောက်ရဲ့ငိုတန်ကြောင့်လက်နိုးလာခဲ့ပြန်ပါတယ်။သူဟာအကူအညီပေးဖို့အလင်းအမြန်ပြေးထွက်သွားတဲ့အခါမှာတော့သူ့ရဲ့ကင်မရာထဲမှာအဖြူရောင်ဝတ်စုံတဲ့ပုံရိပ်တစ်ခုကိုဖမ်းယူရရှိခဲ့ပါတယ်။အဲ့ဒီပုံရိပ်ဟာသူ့ကိုအနားရောက်လာအောင်ညခေါ်နေတယ်လို့မျိုးသမီးတဦးငိုတန်အတိုင်းလိုက်လံပြပတ်နေခဲ့တာပါ။ဒါပေမဲ့တင်ရောအဲ့ဒါကိုမြင်လိုက်လား။သူ့အိမ်ရဲ့ခေါင်းမိုးပေါ်မှာတော့မဲမဲမောင်မောင်ပုံရိပ်တစ်ခုကမလုံမရှက်ရက်နေပြီးသူ့ကိုအပေါ်ကနေစောင့်ကြည့်နေခဲ့ပါတယ်။